လုံးမင်္ဂလာပါအားလုံးဖုံဖုံကအပိစကားပြောမယ်နော်အပိစကားပြောတဲ့အခါမှာအားရှိရအာပါဝါလို့ခေါ်တယ်အာကိုဘာလို့ခေါ်တော့ပါဝါအားရှိရင်အကုန်ကြီးတယ်အားကောင်းမှုကအရေးကြီးတယ်ပါဝါတွေပါဠိလိုကြဗလလို့ခေါ်တယ်ဗလဆိုခွန်အားရှိရခွန်အားတွေရှိရခွန်အားတွေဆိုတာရှိလာအောင်ဘာလို့ရတော့ဆိုတိဆောက်ရတယ်ဘာလို့ရတော့တိဆောက်ရင်အားဆိုတာဖြစ်လာသလားဖြစ်မလာဘူးလားလူတွေရဲ့ဆွမ်းအားတွေတိဆောက်တယ်ရုပ်နန္ဒတ်မှာလည်းတိဆောက်လို့ရတယ်လို့ရုပ်မှာလည်းတိဆောက်လို့ရတယ်နော်ရုပ်မှာတိဆောက်လို့ရတယ်ဆိုတော့ကားတွေအဲ့ဒါရုပ်ဝတ္ထုတွေအင်ဂျင်ပါဝါတွေတိဆောက်ထားတော့သူသွားတယ်ဉာဏ်ဓာရိယသူတော်ကောင်းတွေကဇံပင်ခြင်းတွေစိတ်တွေတိဆောက်ရတဲ့အခါကျတော့じゃမြေရှို့မိုးပြန်နိုင်တယ်ဆွမ်းအားရှိလို့ပြောပါရှိလို့နော်ဆွမ်းအားဆိုတာလူတိုင်းလိုတယ်ဆွမ်းအားဆိုတာလူတိုင်းလိုသလားမလိုဘူးလားဒါပေမဲ့ဆိုရင်အခုသားတို့သမီးတို့ကနေ့စဉ်ဘုရားရှိခိုးတာကုသိုလ်ကောင်းမှုလုပ်တာအဲ့ဒါဆွမ်းအားတွေတိဆောက်တာပြောပါလေတိဆောက်တာပညာတွေသင်နေတာဆွမ်းအားတွေတိဆောက်တာပညာတွေသင်နေဆိုတာဘာလို့ပညာတတ်တဲ့ပုဂ္ဂိုလ်နဲ့ပညာမတတ်တဲ့ပုဂ္ဂိုလ်ဆွမ်းအားတူနိုင်မှာမလားငွေရေးကြေးတွေရှာဖွေတာလဲအဲ့ဒါဆွမ်းအားတိဆောက်တာပဲငွေရေးကြေးချမ်းသာတဲ့ပုဂ္ဂိုလ်နဲ့ငွေရေးကြေးဆင်းရဲတဲ့ပုဂ္ဂိုလ်တူနိုင်မှာမလားငွေရေးကြေးရှိတယ်ဆိုအဲ့ငွေရေးကြေးနဲ့ကိုကဆွမ်းအားတွေနဲ့တိဆောက်တယ်လောကကြီးကအစဉ်ပြေသလားမပြေဘူးလားဒါမှမဟုတ်အကုန်လုံးကသူဆွမ်းအားတိဆောက်ကြတာလို့မှတ်ရမယ်